ပိုက်ဆံချွေတာဖို့အတွက်အလုပ်တင်မလေးဟာကျမချန်ထားခဲ့တဲ့ကော်ဖီတွေကိုခိုးယူပြီးတင်ထားတတ်တယ်ပြီးတော့ဘသူမှမရှိတဲ့အချိန်မှာအဲ့ဒီထဲကိုရေအေးတွေထည့်လိုက်တယ်ပြီးတော့နေ့တိုင်းရုံးမှာသူဟာလူကုန်ထန်တယောက်လိုဟန်ဆောင်ရတတ်တယ်လုပ်ဖော်ကိုင်ဖက်တွေကသူ့ကိုချီကျူးလိုက်တဲ့အခါသူ့ရဲ့မျက်နှာဟာပိုပြီးတော့ဂုံယူဝန့်ကြွားလာတော့တယ်ကျမဒါတွေကိုအကုန်မြင်နေရပေမဲ့ဘာမှမပြောခဲ့ဘူးကျမရဲ့ဘဝကိုမထိခိုက်တဲ့၍တော့သူလှုပ်ချင်ရလှုပ်ပါစေဒီနေ့တော့အလုပ်တင်ကနေဝန်ထမ်းအမြဲတမ်းဖြစ်သွားတာကိုကွန်ပျူတာအနေနဲ့အလုပ်တင်မလေးကကုမ္ပဏီတစ်ခုလုံးကိုကော်ဖီတိုက်မယ်လို့အုပ်စုလိုက်စာမှာကြေညာလိုက်တယ်သူဘာလို့ရုတ်တရက်ကြီးရရောလာတာလဲလို့ကျမစဉ်းစားနေမိတုန်းပြီးခဲ့တဲ့အပတ်ကကျမကော်ဖီသွားမှာတော့ကဒီမိန်းကလေးလည်းအဲ့ဒီနားမှာရှိနေတာကိုတတိယသွားတယ်ကျမရဲ့အသင်းဝင်ကတ်ထဲကိုရွာ9000ဖြစ်ထားခဲ့တာအမြင့်ဆုံးအဆင့်ပေါ့ပြီးတော့သူကစကားဝတ်မလို့ပဲတုံးလို့ရလားလို့အောင်မေးခဲ့သေးတယ်အဲ့ဒီအချိန်မှာပဲကျမသဘောပေါက်သွားတယ်အလုပ်တင်မလေးကကျမကိုပိုက်ဆံအိတ်အဖြစ်အသုံးချခြင်းနေရပဲသူကော်ဖီမာတာတွေပြီးသွားတဲ့အခါအကျိုးဆက်တွေကိုကျမခံစားရအောင်ကျမတိတ်တဆိတ်ကော်ဖီဆိုင်တာဝန်ခံကိုဆက်သွယ်လိုက်တယ်ပြီးတော့ကျမရဲ့အသင်းဝင်ကတ်ကိုစကားဝတ်ခံလိုက်တယ်ဟယ်လိုတာဝန်ခံကျမကနံပါတ်9983နဲ့အဆုံးသတ်တဲ့ကတ်ပိုင်ရှင်ပါကျမရဲ့ကတ်မှာငွေပေးချေတဲ့အခါစကားဝတ်ထည့်ခိုင်းလို့ရမလားလို့မေးချင်လို့ပါတာဝန်ခံကချက်ချင်းပြန်ဖြေတယ်ရပါတယ်ခင်ဗျဘာစကားဝတ်ထားချင်ပါသလဲစနစ်ထဲကနေကျွန်တော်စီစဉ်ပေးပါမယ်1233ကိုထည့်ပေးပါစီစဉ်ပြီးပါပြီအမလင်းအခုချက်ချင်းစတင်အသုံးပြုနိုင်ပါပြီအခုအချိန်ကစပြီးငွေပေးချေမှုတိုင်းအတွက်ဒီ6လုံးပါစကားဝတ်ကိုထဲမှငွေဖြတ်လို့ရပါမယ်တာဝန်ခံရဲ့အဖြေကိုမြင်လိုက်ရတော့မှကျမရဲ့စိတ်ထဲကဝင်ထုတ်ဝင်ပိုးကြီးပေါ့သွားတယ်ဒီလိုဆိုတော့အန်ချီကကျမကတ်ကိုသုံးပြီးတကယ်ပဲတိုက်ချင်ရင်တောင်သုံးလို့မရတော့ဘူးဖုံးချလိုက်တာနဲ့အန်ချီကလက်ထဲမှာစာအုပ်လေးတစ်အုပ်ကင်ပြီးပြုံးပြုံးနဲ့လျှောက်လာတယ်အမလင်းလင်းဘာတောက်ချင်လဲကျမအမှတ်ပေးမယ်လေသူကအရန်ကတ်လာတယ်ပြီးတော့သူစွတ်ထားတဲ့ရေမွေးနှံကလည်းအရန်ပြင်းတယ်မလိုပါဘူးကျေးဇူးပါကျမခေါင်းခါလိုက်တယ်အရန်ကြီးရေလာတောက်လာမလုပ်ပါနဲ့ဒီနေ့ကျမတိုက်တာပါကြိုက်တာမှာပါကျမပိုက်ဆံကိုနှမျောမနေပါနဲ့သူကဆက်ပြီးတိုက်တွန်းနေတယ်တကယ်ပါမလိုပါဘူးဒီနေ့ကျမနေမကောင်းလို့ကော်ဖီတောက်လို့မရဘူးကျမအကြောင်းပြချက်တစ်ခုရှာလိုက်တယ်အန်ချီရဲ့အပြုံးက10စက္ကန့်လောက်တောင့်သွားတယ်အင်းနှမျောစရာပဲပြီးတော့သူကတခြားသူတွေကိုရှာဖို့လှည့်ထွက်သွားပြီးတယောက်တည်းရေရွတ်နေတယ်ဟူးသူကတော့ကိုအထင်ကြီးနေလိုက်တာသူကြဲကြဲမပြောပေမဲ့ကျမအကုန်ကြားလိုက်ရတယ်ကျမအရန်တော်သားထွက်သွားလို့လက်ထဲကခွက်တောင်ကျင်းသေးပေါက်ကွဲသွားတော့မလို့ပဲအန်ချီကအရန်ကိုပျော်ရွှင်နေတယ်သူကကုမ္ပဏီမှာတနေရာပြီးတနေရာစာအုပ်လေးကင်ပြီးရှောက်သွားနေတဲ့အော်ဒါတွေကိုတစ်ခုချင်းစီလိုက်မှတ်နေတယ်အကိုဝန်လာလေးတစ်ခွက်တောက်မလားဒီနေ့ကျမအလုပ်တင်ဖြစ်ကနေဝန်ထမ်းအမြဲတမ်းဖြစ်သွားလို့အားလုံးကိုကွန်ပျူတာအနေနဲ့တိုက်တာပါအကိုလီကော်ဖီတောက်မလားကြိုက်တာမှာပါဒီနေ့ကျမပဲရှင်းမှာပါသူကတောင်ရင်းနှီးမှုတိတ်မရှိတဲ့ဘေးနားကဌာနချုပ်ကိုတောင်သွားပြီးတော့စိတ်အားထက်သန်စွာနဲ့ဖိတ်ခေါ်နေတယ်ရုံးအုပ်ချုပ်ရေးမှူးကောင်ကသူတယောက်တည်းမနိုင်တော့တာကိုမြင်တော့အိမ်ဆက်ဇရာဆွဲပေးဖို့အောင်စေတနာနဲ့ကူညီပေးလိုက်တယ်ချက်ချင်းပဲအော်ရာမီစရင်တွေနဲ့ပြည်နေတဲ့စရင်တစ်ခုကုမ္ပဏီရဲ့အုပ်စုလိုက်စာမှာပေါ်လာတယ်ကျမတစ်ချက်ကြည့်လိုက်တော့ကြောင်သွားတယ်ကော်ဖီ120တဲ့လက်နဲ့ဖြော်တဲ့ကော်ဖီအထူးဆန်း30တစ်ခွက်ကို58ယွမ်စီအရသာမျိုးမျိုးရှိတဲ့လာဒေးတွေစုစုပေါင်း80ကျော်တစ်ခွက်ကိုပြမ်းမြ45ယွမ်ပြီးတော့ကျန်တာတွေကအမေရိကန်ကော်ဖီတွေအသက်တာဆုံးတွေပေါ့တဒါဇင်လောက်